အားလုံးပဲမင်္ဂလာပါ PT car mechanic ကနေပြန်လည်ကြိုဆိုပါရစေဒီကားကတော့ City engine set မနှိုးလို့မရလို့ဖြစ်ပါတယ်ဒီမှာ crank set နှိုးရင်လည်းအတန်လည်းမထွက်ဘူးဘာမှအတန်လည်းမထွက်ဘူးဖြစ်တယ်ယတနာကဘက်ထရီရှိတယ် set နှိုးလို့မရတာဖြစ်ပါတယ်ပြီးရင်ပထမဆုံးက fuel တို့ relay တို့စစ်တာပဲဖြစ်ပါတယ် fuel relay တွေလည်းအကုန်ကောင်းတယ်အဲ့ဒါကြောင့် starter မှာစီရမှာပဲဖြစ်ပါတယ် starter socket မှာမီးရောက်မရောက်စစ်မှာပဲဖြစ်ပါတယ် starter ကတော့ exhaust အောက်မှာပဲစီတာဖြစ်ပါတယ်ဒီဟာ test light နဲ့ power ရောက်မရောက်ကိုစစ်မှာဖြစ်ပါတယ် power ရောက်တော့ဒီမီးလုံးလေးကိုလင်းမှာဖြစ်ပါတယ်တရားဝ set နှိုးပြမှာဖြစ်ပါတယ်အခုအ set နှိုးတာမီးလင်းပါတယ်ဒီမှာမီးလုံးလေးနဲ့ဒီလိုမျိုး add မှာ body မှာထောက်ပြီးမှ set နှိုးရင်မီးလင်းနေတော့ဒီလိုမျိုးမီးလင်းတော့ power ရောက်တာဖြစ်ပါတယ်မီးမလင်းရင်တော့ power မရောက်တာဖြစ်ပါတယ်အခုက power ရောက်ပြီး starter motor ကိုမလှည့်ပြတာပဲဖြစ်ပါတယ် starter motor မကောင်းလို့ဖြစ်ပါတယ် starter motor ဖြုတ်ပြီးမှအတိတ်လှည့်ပြရမှာဖြစ်ပါတယ်အခုက starter ပြဿနာပဲဖြစ်ပါတယ် set နှိုးလို့မရလို့ဖြစ်ပါတယ်ဒီကမှ City crank လို့လည်းမရဘူးအတန်လည်းဘာမှမထွက်ဘူး set နှိုးလိုက်ရင်အဲ့ဒါကြောင့်ဒီ starter ကိုဖြုတ်ပြလိုက်တာဖြစ်ပါတယ်အခုက starter wire ကိုဖြုတ်ပြီးသွားပါပြီပြီးရင် starter screw နှစ်ခုစီတာဖြစ်ပါတယ်ဖြုတ်ပြီးသွားပြီအခုက starter ထုတ်လို့ရသွားပါပြီ starter ကဒီဟာပဲဖြစ်ပါတယ် starter မကောင်းလို့ပုံမှန်ဆိုရင် set နှိုးလို့ဆိုရင်ချစ်ဆိုတာစီရမှာပဲဖြစ်ပါတယ် set မနှိုးရင်လည်းအခုက starter အတန်လည်းမထွက်ဘူးအဲ့ဒါကြောင့် starter ဖြုတ်ပြတာပဲဖြစ်ပါတယ်ဒီ starter ဖယ်ပြီးမှာဖြစ်ပါတယ်ဒီမှာ scan hand ပဲဒီဟာ starter scan hand ဒီဟာတစ်လုံးဖြစ်ပါတယ်ပြီးရင်ဒီမှာ housing မတူဘူးဖြစ်ပါတယ်housing မတူလို့ဒီမှာ housing လှည့်ပြတာဖြစ်ပါတယ် starter motor တွေ starter solenoid တွေရပြန်တုံးပြီးမှ housing မတူလို့ housing ပဲလှည့်ပြတာပဲဖြစ်ပါတယ် housing အဟောင်းကိုပြန်တုံးပြတာဖြစ်ပါတယ် motor တို့ starter solenoid တို့ကတော့ scan hand တုံးပြတာပဲဖြစ်ပါတယ်အခုကပြန်တက်လို့ရသွားပါပြီstarter scan hand ဖြစ်ပါတယ်ဒီကပြန်တက်လို့ရသွားပါပြီစကရိုးနှလုံးချက်ပြီးမှပြည့်ရဲ့ဒီမှာ starter wire အကြီးတစ်ခုက battery direct နဲ့ရောက်တာဖြစ်ပါတယ်ပြီးရင်အတီးတစ်ခုကတော့ start လို့ဆိုရင်မီးရောက်မှာပဲဖြစ်ပါတယ် starter လှည့်ပြီးဖို့တော့လှည့်လို့ဆိုရင်မီးရောက်မှာပဲဖြစ်ပါတယ်တစ်ခုကတော့ဒီဟာကတော့ direct ဖြစ်ပါတယ် battery direct ပြီးရင်ဒီဟာကတော့ starter တော့ဖြစ်ပါတယ် key ဖြစ်ပါတယ် starter set နှိုးလို့ဆိုရင်မီးရောက်ရမှာပဲဖြစ်ပါတယ်10 net leaf ဖြစ်ပါတယ်ဒီဟာအခုကတော့ချက်ပြီးသွားပါပြီဝါယာဘုံလုံးချက်ပြီးသွားပြီဆိုတော့အဖုံးလေးစီရာဖြစ်ပါတယ် short မှာဆိုလို့
အပုံးလေးစီရာဖြစ်ပါတယ်အခုက starter ချက်ပြီးသွားပြီဆိုတော့ set နှိုးလို့ရသွားပါပြီ set နှိုးဆန်းလို့ရသွားပါပြီနှိုးလို့ရမရစီရအောင်အခုက starter တစ် scan hand ထည့်ပြီးတာပဲဖြစ်ပါတယ် set နှိုးပြီset နှိုးလို့ရသွားပါပြီ starter ကြောင့်ဖြစ်ပါတယ် set နှိုးလို့မရတာဒီမှာmita လေးတက်ပြီး set နှိုးလို့မရလို့ starter scan hand ထည့်ပြီးလိုက်တာဖြစ်ပါတယ်အခုကပြန် off ပြီးပြီ set နှိုးကြည့်မှာဖြစ်ပါတယ် set နှိုး engine off ပြီးမှ set ပြန်နှိုးမှာဖြစ်ပါတယ်နှိုးလို့အဆင်ပြေသွားပြီပြဿနာက crank လို့လည်းမရဘူး start လို့လည်းမရတာဖြစ်ပါတယ်အဲဒါကြောင့်စစ်ဆေးပြီးမှ starter အတစ်ကိုထည့်ပြီးလိုက်တာဖြစ်ပါတယ်အဖိုးကအားလုံးအဆင်ပြေသွားပါပြီစင်နှိုးလို့အရန်ကောင်းသွားပါပြီကားလည်းထည့်နေပါပြီစက်နှိုးလို့အဆင်ပြေသွားပါပြီကြည့်ဆိုတော့အားလုံးကိုကြည့်ရတင်ပါတယ်စက်နှိုးလို့မရလို့ starter လေးထည့်ပြီးလိုက်ပါတော့ဖြစ်ပါတယ်ကိုအဆင်ပြေသွားပါပြီ